对了，我这个呢，喏，这个喏，这个。都ကျွန်တော် live ပေါ်ကနေပြီးတော့ကျွန်တော်ဒီ live ဖြည့်ရှင်းဖို့ကျွန်တော်ပြောသေးတယ်ဒါပေမဲ့ဒီ live ဖြည့်မရှင်းဘူးဟုတ်တယ်မလားမဟုတ်တော့မလုံးနဲ့လားဟုတ်တယ် ဒါကတော့အမကြီးပေါ့နော်ဟိုကျွန်တော်ဆိုလို့ချင်တာအမထက်ဒုက္ခရောက်တယ်မတန်ဆိုတော့ तू ကသူဒုက္ခိတဖြစ်နေတဲ့လူတယောက်ရဲ့ဒီပစ္စည်းတွေကလည်း तू ကသူများလေးပေးတာကမ်းစာကိုရတာကျွန်တော်ဆိုလိုတာပေါ့နော်အဲ့ဒါလာဒီဘက်ဒီလာပြီ包括谁了？嘿，ဟမ်သူများပေးတာကမ်းစာကိုရတာဒီလိုလိုက်မှာတော့ကြအမအမျိုးသားလေးပါပါမကောင်းဘူးဟုတ်好谁了？အဲ့တော့သူများပေးတာကမ်းစာကိုသူ့မှာရှာဖွေပြီးစားပြီးအဲ့ဒါအမအိမ်မော်ထိတက်ပြီးတော့ခိုးဟုတ်နော်ဒါပေမဲ့ကျွန်တော်ကအမရဲ့ဘက်ကိုကျွန်တော်မှရှိတယ်ဒါပေမဲ့ကျွန်တော်အမကို line ပေါ်မှာမတင်ဘူးနော်ဒါပေမဲ့အမကိုလာပြီးဖြည့်ရှင်းဖို့ပြောတယ်မှတ်ပုံနေလာပေးတာတော့တားကကျွန်တော်တို့ပေးတာတားတော့ထည့်ပေးပြီးမှတ်ပုံနေတားကကျွန်တော်ပေးတာနော်အဲ့ကောင်လေးဖုန်းနံပါတ်ကိုကျွန်တော်တို့ရှိမအဲ့ဒါကြီးကြတော့လေဘယ်လို comment လဲနည်းနည်းဟိုပေါ့နော်ပုဂ္ဂိုလ်အဲ့လိုရုပ်မှနေမသိဘူးငုတ်တော့လေနေကြီးတော်တော်များများဟုတ်တယ်အဲ့ဒီကငါလင်းကိုပတ်လိုက်တယ်ကောင်းကောင်းအကောင်လေးကိုလည်းကြာခေါ်မယ်ဆိုပြီးတော့ဟုတ်လားကြာခေါ်ဆိုပြီးတော့ငါပတ်လိုက်တာအကောင်လေးကားမယ်အကောင်လေးကောရှင်းပြမယ်ကျွန်တော်ပထမတော့အမတို့သူ့ဟာလေးသူပြန်ပေးလိုက်တဲ့ခါကျရင်အမလည်းဂုံတိတ်ခါမကြောက်ဘူးအရှင်မကွဲဘူးပေါ့နော်လူလည်းမသိအောင်ကျွန်တော်တို့ကဖြည့်ရှင်းမှုအမကိုပြောတယ်အမလာဖြည့်ရှင်းတာမရှိဘူးတရပဲကြာသေးတယ်ဘာမှလာပြန်မပို့တော့ဘူးတရပဲကြာသေးတယ်မရှိတော့ဘူးလို့ပြောတယ်အေးစေးဖြည့်ရှင်းမဲ့ဟောကျွန်တော်တို့ကိုထက်လေကျွန်တော်ဆိုလိုတာတရပဲရှိတယ်ကွာတရပဲရှိနေတဲ့အတိုင်းတာမှာသူဘာမှလုပ်ရသေးဘူးသူပြန်ပေးလို့ရတယ်ဒါပေမဲ့သူလာမပေးဘူးသူကမရှိတော့ဘူးဘာညာသူအကွက်ရှိရတယ်ထားလိုက်ကျွန်တော်ကဘုံလေးမဖြစ်ဘူးရတယ်ဟိုကောင်မလေးကိုလည်းပြောတယ်ထားပေးလိုက်ငါတို့လုပ်ပေးမယ်အဆင်ပြေအောင်ဘာလို့လဲသူ့ခင်ဗျာဒုက္ခိတဗျာဒုက္ခိတတော့မှသူကဒီရှာသားနေတဲ့ဒုက္ခိတမဟုတ်ဘူးသူများပေးလို့ကမ်းလို့ရတာတဲ့ပတ်စံကြီးစဉ်းစားကြည့်အမမယောက်ျားလိုက်ရှိတယ်ဟုတ်လားတန်တန်မောင်မကြီးရဲ့မလျှောက်ဘူးလားဟုတ်တယ်လေအဲ့ကိစ္စဘယ်လိုရှင်းမလဲကိုဒီမှာမျိုးနဲ့ရုံးခေါ်တယ်ဒီမှာလေအခုဘယ်လိုရှင်းမလဲရုံးခေါ်ရုံးထဲမှာစကားပြောခေါ်အခုဘယ်လိုရှင်းလဲစကားတော့တက်တယ်နော်ဟုတ်တယ်တဲ့မပြောနဲ့ဒီဘယ်လိုရှင်းလဲအဲ့ဒါပဲဟုတ်လားရုံးခေါ်သိတယ်ခေါ်ရောခေါ်ရောမှာဒါလည်းခေါ်တော့မှာပြီနည်းနည်းမတမ်းဘူးအဲ့ဒီကလည်းအကောင်အားလုံးမဟုတ်ဘူးအဲ့ဒါလည်းပြောအဖလာကြီးတော့ပြောလုံးရတော့ခလေးမမတန်ဘူး ဒီလိုလိုက်လေ မဟုတ်လေဦးဒါပြီးမလားဒါပြီးပလဲကိုခေါ်တော့မယ်ဟုတ်ကဲ့အင်းဖြည့်ပြဖို့ဟာလေတော့နော်လောက်ပါဒီလိုလိုလောမ ဒီခါနေနေရှင်းမယ်မတန်တဲ့ကလေးဘိုးလည်းတွေ့ပါလားဒီဖက်လာကြီးဘောလူတွေဆောင်းမယ်သူ့ခဏဟို